မိုက်ကီနဲ့ကိုကိုတို့ကရုံငန်းထဲမှာအတူရှိနေပြီးမိုက်ကီကမိုးတော်တဲနေတာပဲဒီညအတွက်စိတ်ထဲမှာခံစားရမကောင်းဘူးလို့ရေးရွက်လိုက်ပါတယ်ရိုကူဟာနာတန်တိုင်းအဖွဲ့သားတွေကချိန်နေကောင်းတာကြောင့်အကုန်လုံးထွက်ပြေးကုန်ပြီးတာကီမီချီကဒရာဂန်ကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်ဒရာဂန်ကတနက်ကိုဘေးကိုကန်လိုက်ကဒီလိုအန်ရရှိတဲ့ပစ္စည်းတွေနဲ့တိုက်ခိုက်ဖို့တတိရှိတာပဲလို့ပြောလိုက်ပါတယ်တာကီမီချီကတော့ဆန်းဂျူကိုစိတ်ပူနေပြီးထိခိုက်မိသွားသေးလားလို့မေးလိုက်တော့ဆန်းဂျူကဘာမှဖြစ်သွားဘူးလို့ပြန်ဖြေလိုက်ပါတယ်တာကီမီချီကထပ်ပြီးဒီကောင်တွေငါ့ကိုတတ်ဖို့တကယ်ကြိုးစားနေတာပဲလို့ပြောလိုက်ပါတယ်ဒရာဂန်ကသူတို့ကရိုကူဟာနာရဲ့ရင်ကောင်တွေပဲနေပေါင်းမင်းကဒီမှာနာမည်ကြီးနေတာတိလားမင်းလိုလူမျိုးကဗရာမန်ဝင်လာတယ်လို့ကြားလိုက်ရင်အကောင်ကြီးဘောင်းမိတယ်ကြီးပါထွက်ကြသွားတော့တယ်လို့ဂျီမောင်းရင်ပြောလိုက်ပါတယ်ဂျာကန်ကထပ်ပြီးနဖျားသုံးပါးရဲ့စစ်ပွဲကရိုးချင်းနဲ့ပလိပခမဟုတ်တော့ဘူးနောက်ကွယ်မှာစီးပွားရေးလုပ်ငန်းတွေနဲ့ကုမ္ပဏီတွေရဲ့ဂျင်းနီးမြုပ်နှံမှုတွေပါဝင်နေတယ်သူတို့မျိုးလုံးတွေထဲမှာကွဲပြားတဲ့အကြည့်ရှိနေတယ်လို့ရှင်းပြလိုက်တော့တာကီမီချီကဘာတွေဆက်ဖြစ်မလဲတွေးဖို့ခက်တယ်လို့ပြောလိုက်ပါတယ်တာကီမီချီကရုပ်တည်သွားပြီးငါအနာဂတ်ကိုကြိုမြင်နိုင်ခဲ့တယ်ဒါကငါတို့ကြားပဲထားရအောင်လို့ပြောပြလိုက်ပါတယ်အဲဒါကြောင့်ဒရာဂန်ကကြောင်ရသွားပါတယ်တာကီမီချီကထပ်ပြီးအနာဂတ်မှာဆန်ဂျူကငါ့ကိုကာကွယ်ရင်တည်သွားခဲ့တာကိုငါမြင်ခဲ့တယ်ဒီဆိုးရတဲ့အနာဂတ်ကိုပြောင်းလဲနိုင်ခဲ့တယ်အားလုံးကမင်းကြောင့်ပဲငါတို့အနာဂတ်တစ်ခုကိုပြောင်းလဲနိုင်လိုက်ပြီလို့ပြောလိုက်ပါတယ်အဲဒါတွေကြတော့ဒရာဂန်ကဒါဆိုငါဝမ်းသာပါတယ်လို့ပြောရင်ပြောလိုက်ပါတယ်ဒရာဂန်တို့နှစ်ယောက်တီတိုပြောနေကြတော့ဆန်ဂျူကသူတို့ဘာတွေပြောနေတာလဲလို့ရေရွမိလိုက်ပြီးငါတို့တွားရတော့မယ်ထင်တယ်တယောက်ကဒီကိုရောက်လာရင်ငါတို့ဒုက္ခရောက်လိမ့်မယ်လို့သတိပေးလိုက်တာကြောင့်နှစ်ယောက်သားကထွက်ခွာသွားဖို့လှုပ်လိုက်ပါတယ်ဒရာဂန်တယောက်ကငြိမ်သက်နေကတာကီမီချီကျေးဇူးပြုပြီးမိုက်ကီကိုပြောပေးပါအရန်ကြီးဒုက္ခမပေးပါနဲ့လို့ပြောပြီးဒရာဂန်တယောက်ကလဲကျသွားတာကြောင့်တာကီမီချီတယောက်ချော့ရသွားပါတယ်ဒရာဂန်တယောက်ကမိုးရီထဲမှာလဲကျနေပြီးငါလုံနိုင်တာငါအကုန်လုပ်ပြီးပြီလို့ရေရွမိလိုက်ပါတယ်ဗီဒီယိုလေးကိုကြိုက်ရင် like နဲ့ subscribe လေးလုပ်ပေးဖို့မင်းနဲ့နော် chapter 3မှာဒရာဂန်တယောက်တာကီမီချီကိုကန်နေတော့ရခဲ့တဲ့တနတ်ဒဏ်ရာကြောင့်မိုးရီထဲလဲကျနေပြီးငါဘာသာမှမကြားရတော့ဘူးငါလက်တွေမလုံနိုင်တော့ဘူးကောင်းငင်ကြီးကမှုံဝါလာပြီလို့တွေးမိနေပါတယ်တာကီမီချီကဒရာဂန်ရဲ့ဘေးကိုရောက်လာပြီးလူနာတင်ကားခေါ်ပြီးဆန်ဂျူကမင်းကိုကူညီပေးဖို့အတွက်ထွက်သွားတယ်အဆင်ပြေသွားလိမ့်မယ်ငါမင်းကိုရအောင်ကယ်မယ်လို့ကြိုးစားပြောရင်ပြုံးလိုက်ပါတယ်ဒရာဂန်ကငါတိပြီငါတီတော့မှာပဲလို့ရေရွလိုက်တော့တာကီမီချီကမျက်ရည်တွေကိုထိန်းထားမရတော့ပဲမင်းပါတွေပြောနေတာလေအဲ့လိုပြောနေမလက်ပြဆိုအားလုံးအဆင်ပြေသွားမှာလို့ငိုယိုပြီးပြောလိုက်ပါတယ်ဒရာဂန်ကထပ်ပြီးကိုအပြစ်မတင်ပါနဲ့ဒါဒီအားလုံးကမင်းတိတ်ကိုပြန်လာလို့ဖြစ်တာမဟုတ်ဘူးငါဆန္ဒကြောင့်ပဲမင်းကအသက်ကိုကယ်ခဲ့တယ်အဲ့ဒီအကြောင်းငါဘဝကိုမင်းတို့အားရပါရပေးဆက်မှာပါလို့ပြုံးပြီးပြောလိုက်ပါတယ်ဒရာဂန်ကဖြော့တော့တဲ့မျိုးလုံးနေတယ်ကောင်းငင်ကိုကြည့်ရင်ငါမူလာတဲ့အကြောင်းလုံးကရန်ဝဲတွေအများကြီးရှုံးခဲ့တယ်မင်းသိတဲ့အတိုင်းငါလူကြီးတွေနဲ့ရှုပ်ခဲ့တာလေပြီးတော့ရှုံးရင်မြေပြင်ပေါ်မှာလှည့်ပြီးကောင်းငင်ကြီးကိုမောကြည့်လိုက်တော့ချားရတွေကငါအတွက်တိတ်ရေးမပါတော့ဘူးငါငိမ့်ညမ်းမှုကိုအဲ့မှာတွေ့ခဲ့တာပဲဒါပေမဲ့မိုက်ကီကအဲ့လိုကောင်းငင်ကိုမမြင်ဘူးဘာလို့ဆိုတော့ तू ကမချုံဘူးတာကြောင့်ပဲငါအကောင်ကိုတကယ်ကြိုက်တယ်တာကီမီချီအဖြစ်မရှိတာတခုတော့တောင်းဆိုလို့ရမလားကျေးဇူးပြုပြီးမိုက်ကီကို view ဆိုင်ပေးပါလို့မျက်ရည်တွေစီးကြလာပြီးပြောလိုက်တော့တာကီမီချီကတေချာပေါက်လုပ်ပေးမယ်လို့ပြန်ပြောလိုက်ပါတယ်စမ်းကျူတယောက်ကဆေးရုံကားခေါ်ပြီးဒရာဂန်စီပန်အောင်နေကဒရာဂန်ကိုမျက်ရည်တွေနဲ့ကြည့်နေမိပါတယ်ဒရာဂန်ကတော့အပြောတဲ့မျက်လုံးတွေရှိနေပြီးအတိတ်ကိုပြန်တွေးမိလိုက်ပါတယ်2005ခုနှစ်ရဲ့နယူးယောက်ရက်မှာဆိုင်ကယ်ပြန်စီးနေရင်ဘော်ဒါတွေစကားစမိပြောပြီးအားလုံးပျော်ပျော်ရွှင်ရွှင်ရှိနေကြပါတယ်အဲ့အချိန်မှာပဲတုံမန်းကတရစ်ရာပိုကြီးလာနေပြီလို့ပီယန်ကပြောလိုက်တော့အေးဟုတ်တယ်ဘာလို့လဲဆိုတော့ငါတို့ရဲ့ခေါင်းဆောင်ကအတန်မာဆုံးပဲလို့ပါကပြန်ပြောလိုက်ပါတယ်ဒရာဂန်ကလည်းတုံမန်းရဲ့မျက်နှာကပြိုင်ဘက်ကမိုက်ကီပဲလို့ပြောလိုက်တာကြောင့်မီဆူယာကလည်းအေးဟုတ်တယ်သူ့ရှိကိုကြော်တက်သွားတဲ့ခါငါတို့အထီးကျန်မိတယ်လို့ပြန်ပြောလိုက်ပါတယ်မိုက်ကီကအားလုံးကိုနေထွက်တာကြည့်ဖို့နောက်ကြမယ်မင်းတို့ကလက်တွေလားလို့ပြောပြီးအချိန်တင်ကအားလုံးကိုကြော်တက်သွားလိုက်ပါတယ်ကန်းကြီးကိုရောက်တော့ဒရာဂန်ကဥဆောင်ပြီးအားလုံးကိုတာဝေကိုစီခွဲပေးလိုက်ပါတယ်ချီဖူယူနဲ့ဟက်ကန်ကစားတရားတွေတောက်ဝယ်ရပြီးကျန်တဲ့လူတွေကဒရာဂန်နဲ့တူလေ့ကျင့်ကန်လုပ်နေရပါတယ်အချိန်တော်ကြာတော့မိုက်ကီကကန်းဆက်မှာရက်နေပြီးအားလုံးနဲ့တူနေထွက်တာကိုစောင့်ကြည့်နေပါတယ်မိုက်ကီကလက်ကိုအရှိထုတ်ပြီးကဘာကြီးကိုတိမ့်ပိုက်လိုက်ရအောင်လို့ပြောလိုက်တော့ဒရာဂန်ကလည်းဒီနေ့တော့ငါတို့တနိုင်ငံလုံးကိုအရင်တိမ့်ပိုက်မယ်လို့ရီမောင်းရင်ပြောလိုက်ပါတယ်အားလုံးကရေမောပြောချင်နေကြပြီဒါဒရာဂန်ရဲ့မိမရတဲ့မှတ်ဉာဏ်တစ်ခုပါဒရာဂန်ကအမ်မာကိုငါလိုက်လာနေပြီလို့ရေရွမိလိုက်ပြီးတွေးထဲမှာတော့အမ်မာကဒရာဂန်ရဲ့လက်ကိုဆွဲထားပြီးအလင်းထဲကိုအတူသွားနေတဲ့ပုံရိပ်တွေကိုမြင်မိနေပါတယ်ရိုကူဟာနာတန်တိုင်ရဲ့ခိုအောင်ရမှာတော့စောက်ကဒရာဂန်ကိုတတ်ခဲ့တဲ့လူမိုက်3ယောက်ကိုမင်းတို့ဘာလို့အဲ့လောက်ထိလက်လွန်ရတာလဲဒရာဂန်ကိုပြစ်တတ်ခဲ့တယ်ဟုတ်လားဘာကိုဆိုလိုတာလဲလို့ပြောရင်ရကြမရှိအောင်ထိုးကျိတ်နေပါတယ်တစ်ဖက်မှာတော့တာကီမီချီကစိတ်ပူကြီးနဲ့သူဘလို့နေသေးလဲလို့မေးလိုက်တော့ဆရာဝန်ကတောင်းပန်ပါတယ်ငါသူ့ကိုမကယ်နိုင်ခဲ့ဘူးလို့ပြန်ဖြေလိုက်ပါတယ်တာကီမီချီတယောက်ကမိုးရီထဲမှာအယုတ်ကျိုးပြက်ဖြစ်နေပြီးဆန်းဂျူကငါတို့ဘာဆက်လုပ်တင်လဲမေးတာကြောင့်မကြားနိုင်အောင်ဖြစ်နေပါတယ်အဲ့ချိန်မှာပဲအာကာရှီရောက်လာကသူတို့ဒရာဂန်ကိုတတ်သွားတာအမှန်ပဲလားချီးပဲဘလို့ဖြစ်သွားတာလဲရူကူဟာနာတန်တိုင်းကိုပြန်ပေးဆက်ခိုင်းမယ်လို့ဒေါ်ရာကြီးပြောလိုက်ပြီးဇက်ထဲမှာပဲအာကာရှီကအခုပဲဗရာမန်အဖွဲ့သားတွေကိုခေါ်လိုက်ဖို့အမိတ်ပေးလိုက်ပါတယ်အဲ့ဒါကြောင့်ဆန်းဂျူကထိတ်လန့်သွားပြီးအာကာရှီမင်းယူနေလားဒီနေ့တော့မလုံနိုင်သေးဘူးလို့ပြောလိုက်ပါတယ်အာကာရှီကအဲ့ဒါဆိုဘ
ဘယ်ချိန်မှလုံးမှာလဲဒရာကန်ကအခုပဲအသက်ခံရတာနားထောင်ဆန်းကျူဒါတွေးထွက်တိုင်ုံကိစ္စပဲအခုချိန်ကစပြီးနံပါတ်1ဖြစ်တာနဲ့မပတ်သက်တော့ဘူးလို့ပြောနေပြီးဆန်းကျူကလည်းဒါကငါဖြစ်စေခြင်းလို့မဟုတ်ဘူးလို့ပြောပြီးအာကာရှိကိုတားနေပါတယ်အဲ့ချိန်မှာပဲဟဲ့အောင်နေဒီမှာပိုတက်ဝင်လာလို့ပဲငါတို့ကချိန်မီရောက်လာတာမဟုတ်ဘူးလားလို့ပြောနေရိုကိုဟန်နာတာတိုင်းအဖွဲသားတွေကခြိတက်လာကြပြီးစကြရအောင်လို့အားလုံးကြောင်းအောင်ပြောလိုက်ပါတယ်အာကာရှိကလည်းလာစမ်းမှာဒါအောင်ဒီမှာပဲရှင်းအောင်လို့ပြောနေချိန်မှာပဲအချိန်ပြည့်နဲ့မောင်းလာတဲ့စိုက်ကယ်ကိုနှစ်အောင်လုံးကဒိတ်ထားမိလိုက်ကြပါတယ်ထိုဆိုင်ကယ်ကိုမောင်းလာတဲ့သူကတော့မိုက်ကီပါMikey.